မင်္ဂလာပါအားလုံးပဲမင်္ဂလာပါ။ United Speaker နဲ့ပြန်လဲကြိုဆိုလိုက်ပါခဲ့။မနေ့ကညမှာကစားမယ်ကျွန်တော်တို့ Warrior နဲ့ Manchester United ရဲ့ခြေစမ်းပွဲလေးကိုဘယ်လိုမြင်လဲဆိုတော့သုံးသက်ကြဘယ်သူတွေကစားသမားတွေပါဝင်လာနိုင်မလဲပေါ့နော်။လက်ရှိနေထားမှာတော့ကျွန်တော်တို့ Warrior ဆိုတာကလောတဲ့မှာလုံးဝနာမည်တစ်ခုနဲ့တက်လာပြီးတော့မှာတော့ Championship ကိုတန်းတက်လာတာတိတ်မြန်ဆန်ပဲတက်လာတဲ့အသင်းဆိုပြီးတော့ကျွန်တော်တို့သိထားရတယ်ပေါ့နော်။အဲ့ဒါမှကျွန်တော်တို့လူငယ်ကစားသမားတွေနဲ့ရှင်ပြိုင်ကစားသမားတာမဟုတ်လက်ရှိမှာကျွန်တော်အရင်ကစားသမားတွေဖြစ်တဲ့ Mason Mount တို့ဟုတ်နော်သူတို့နဲ့ပဲရှင်ပြိုင်ကစားသမားတွေစောင့်ကြည့်ရပါတော့လက်ရှိမှာကျွန်တော်တို့ Andre Santos ကတော့ပါဝင်လာနိုင်မလားစောင့်ကြည့်ရမယ်တာလီမန်ကပါဝင်လာမသိကြဘူးဘောနော်လက်ရှိနေရာတစ်ခုမှာတော့တာလီမန်ကဒဏ်ရာပြဿနာနိုင်ငံရှိနေရဖြစ်တဲ့အတွက်ကြောင့်ပါဝင်လာဖို့တော့မသိကြဘူးညိုးနေဘလို့မြင်လဲဗောနော်လက်ရှိကျွန်တော်တို့ဘယ်ကစားသမားတွေစောင့်ကြည့်တင်လဲဗောဂျီဂျီဂါရီယာတော့ပါလာဖို့တော့တိတ်မရှိဘူးဗောနော်ဘာလို့လဲဆိုတော့လူငယ်ကစားသမားဖြစ်နေတယ်အဲ့လောက်ကြီးထည့်မယ်တော့မထင်ဘူးကျွန်တော်တို့အာမတ်တို့ကြည့်ရမယ်ဗောနော်အာမတ်ဒီတင်မလားကောင်လေးကြည့်ရမယ်ကော်လီယာတို့ကြည့်ရမယ်ဒါနဲ့ pressure တော့လောတဲ့မှာနေထားတဲ့ခုမှာသူတို့တွေကတွဲပြီးကစားနေကြဆိုတော့တိတ်ပြီးခက်ခဲရှိမယ်တော့မထင်ဘူးဒါအောင်မှရှီရိုအိုဘီတို့ရှိမယ်ရှေ့တန်းမှာတော့တော်တော်များရှိပါရဲ့ဗောနော်အဲ့ဒီကစားသမားလေးအနေနဲ့ညီကိုဘယ်လိုမျိုးလေးကိုမိုင်ကားတွေပွက်ထွက်သွားမလဲဆိုတော့စောင့်ကြည့်ရဗောနော်ပြီးရင်တော့ကျွန်တော်တို့ကစားသမားတွေအနေနဲ့ဗောနော်ဒီတက်ပိုပြီးစီးလုံးတဲ့ပုံစံမျိုးဒါမှမဟုတ်ကစားကွက်လေးဖြစ်တစ်ခုပြောင်းလဲသွားမှာတော့ကျွန်တော်တို့မြင်နေတယ်ဘာလို့လဲဆိုတော့နောက်ထပ်ချန်ပီယံလိဒီမှာကစားရမယ်ပရီးမီးယားလိမှာတကယ်အသင်းနဲ့ကစားမယ်ညာတစ်ခုမှာကစားကွက်တစ်ခုကောင်းကောင်းလေးရှိထားတယ်ကျွန်တော်တို့ United အသင်းတို့ကလည်းအဆင်ပြေဆိုလို့ပြောလို့ရတယ်အဲ့တော့အရှိစမ်းပွဲဖြစ်တဲ့လေရောက်သိပြီးတော့အများကြီးမျှော်လင့်ထားမဟုတ်ဘူးဆိုရင်လည်းလို့ကျွန်တော်တို့ကစားကွက်တစ်ခုဖြစ်ဟောနော်ဘယ်လိုခေါ်မလဲစီလုံးမှုတစ်ခုဖြစ်ကောင်းမွန်တဲ့နေရာတစ်ခုလေးတော့ကျွန်တော်မြင်ချင်တယ်ပေါ့လေအဲ့ဒါဘယ်လိုမျိုးဖြစ်လာမလဲပေါ့လူငယ်ကစားသမားတွေအများကြီးကိုကျွန်တော်တို့ကြည့်ရမယ်ဒီကိုနေတဲ့ကြည့်အောင်မလားပေါ့နော်အဲ့ဒီပွဲစဉ်လေးကအဓိကအဖြစ်တော့ကျွန်တော်တို့ရှေ့စမ်းပွဲတွေဖြစ်တဲ့လေရောက်2-2ရလက်တွေဘိုင်းနေရနောက်မှထားလို့ရဗျာဒါပေမဲ့ကစားသမားတွေရဲ့ပုံစံတွေကစားသမားတွေရဲ့အသုံးဝင်မှုတွေပေါ့နော် Andre Santos ရဲ့ပုံစံတွေကိုကြည့်အောင်မလားဒါမှမဟုတ်လူငယ်ကစားသမားလေးရဲ့ပုံစံတွေကိုပဲကျွန်တော်တို့ဘယ်လိုမျိုးကောင်းလဲမကောင်းလဲကြည့်အောင်မလားစောင့်ကြည့်အောင်ပေါ့နော်ညီဝင်နဲ့ဘယ်လိုမြင်လဲပေါ့ဒီပွဲလေးကရောကျွန်တော်တို့အတွက် Manchester United ပွဲစဉ်ကိုမကြည့်ရတဲ့ခြာဖြစ်တဲ့ကျွန်တော်တို့ခင်ဗျားတို့အတွက်ကတော့ပထမဆုံးပြန်ကြည့်ရပွဲပေါ့နော်ဒါပြီးရင်တော့ကျွန်တော်တို့ခြေစမ်းပွဲသိမ့်ကြံတော့ဘူးအဲ့ဒါပြီးရင်တော့ချန်ပီယံလိလာမယ်ချန်ပီယံလိလာမယ်ပေါ့ဗျာနော်အဲ့တော့ကဲပါအဲ့ဒီတဲ့ပတ်သက်ပြီးညီကိုတွေဘယ်လိုမြင်လဲပေါ့နော်ကျွန်တော်စီမှာ Manchester United ချာစီလေးရောင်းနေရဖြစ်ပါခင်ဗျ player star ဆိုပြီးမှ TikTok မှာလာပြီးတော့မှာလို့ရပါတယ်ပေါ့နော်အဲ့တော့ United Speaker TikTok account မှာလာပြီးတော့မှာလို့ရပါတယ်ခင်ဗျ Manchester United ချာစီလေးကို3000ကျော်နဲ့ရအောင်ဖြစ်ပါတယ်တခြားစီမှာတော့ဆရာစီးတွေရှိရပေါ့နော်ကျွန်တော်စီမှာတော့3000ကျော်နဲ့ရမယ်ညီကိုနဲ့မှကျွန်တော်ဆက်သွယ်လို့ရပါတယ်ပေါ့နော်အဲ့ဒါကိုမှကျွန်တော်လက်ရှိမှာဘောလုံးမွေးကိုတိုင်းရချိချင်နေဆိုရင်တော့ United Speaker 1 ဆိုတဲ့ Telegram channel မှာတော့ပြပါကြည့်လို့ရပါတော့ကျွန်တော်United နဲ့ပတ်သက်တဲ့ဗီဒီယိုဘယ်လိုခေါ်မလဲကျွန်တော်တို့ live stream တွေတော့တရံများအများဆုံးနှွှင့်ဖို့စီစဉ်ထားပါတော့ပြီးတော့ကျွန်တော် United Speaker YouTube channel အကောင့်လေး subscribe လုပ်သွားဖို့တော့မြင်တယ်ခင်ဗျာကျေးဇူးများတင်ပါတယ် subscribe လုပ်သွားပေးကြပါတော့အားလုံးပဲကောင်းကောင်းလေးဖြစ်ပါစေခင်ဗျာ